မော်တင်ဆုံးကိုဘလို့သိမ်းတော့မလဲချောင်းသားကိုအေးကသိမ်းတော့မယ်ဆိုပြီးတော့မဆရဝကမန်အေးရဲ့ဘောကိုမားခဲ့ကြတယ်လို့မင်းကိုနိုင်လို့ဆိုလို့ရှိရင်လည်းပဲအိမ်ပြန်မဲ့လှိုင်းအေးအားတိုင်းဆိုပြီးတော့လူငယ်တွေကိုကြောက်ထဲရအောင်တွန်းပို့ခဲ့တယ်လို့ရခိုင်ရောက်တိုင်းဝင်ကြီးချုပ်မြို့ကြီး6မြို့ကိုမိုးပြန်ရထားလန်းလေးပြေးဆွဲပေးပါမယ်ဆိုပြီးတော့ကလိန်ကကျစ်တဲ့ငွေတွေကိုခိုးစားသွားပြည်သူဗန္ဒာတွေဘုံသွားတဲ့အေယာရီတိုင်းဝင်ကြီးချုပ်ဟောင်းမန်းကျော်နေတို့အဖွဲ့အားလည်းပဲအေယာရီဖက်ဒရယ်ကောင်စီဆိုပြီးတော့အေရဲ့ဘောကိုမှမကြခင်မှာအေအားကိုနဲ့အေယာရီရဲ့မော်တင်ဆုံးကိုတိတ်နိုင်တော့မယ်လို့ပြောခဲ့တဲ့အခြေအနေတွေရှိခဲ့ဘူးမင်္ဂလာပါနေ့စဉ်မြန်မာနိုင်ငံအတွက်ကနိုင်ငံရေးစီးရေးတိုက်ပွဲတဲ့များကိုနားဆင်နေရတဲ့အတွက် like and share လေးလုပ်ပေးဖို့တောင်းဆိုပါတယ်ဗျာတဲ့ချင်း6အကြက်ကင်ဖိအားပေးတာဖြစ်တဲ့အတွက်နော်တန်တမန်ဆက်ဆံရေးဆိုင်ရာဗီယက်နာကွန်ဗင်းရှင်းကိုချိုးဖောက်တယ်လို့နိုင်ငံတကာစံချိန်စံနှုန်းတွေကိုမလေးစားရရောက်တဲ့အတွက်ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါတယ်ဆိုပြီးတော့အန်လူကြီးဖွဲ့ကစားထုတ်တယ်နော်သူတို့တော့အစိုးရရုံးဗနာမှာမရှိတော့အနုဖွဲ့ကအရှိတီမောတန်ယုံကိုမောင်းထုတ်လို့ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါတယ်တဲ့ဆိုတော့ခင်ဗျားတို့အနုကြီးကပြီးခဲ့တဲ့ဒီ9နှစ်ပြည့်တော့ကျင်းရတာမြန်မာနိုင်ငံမှာတဲ့သူတို့တော်လန်ရေးကာလမှာအန်ယူဂျီအပြည့်အဝထိန်းချုပ်ထားသောမြို့ပေါင်း60ရှိရဲ့တဲ့သူတို့အပြည့်အဝထိန်းချုပ်ထားတဲ့မြို့60ရှိတယ်သူတို့စိုးမိုးထားတဲ့မြို့ပေါင်း30ရှိတယ်အားလုံးပေါင်းရင်မြို့ပေါင်း90ရှိတယ်လို့ဒီတဲ့9နှစ်ပြည့်ကကျင်းရတယ်အဲ့ဒီလိုပဲဇော်ဝေဆိုးကလည်းပြောတယ်မလေးရှားနိုင်ငံအကျဉ်းဝန်းလောက်ရှိသောနယ်မြေတွေကိုသူတို့အန်ယူဂျီဆိုရကတိမ့်ပိုက်ထားပြီလို့ပြောတယ်ဒါဆိုရင်ရှစ်ဒီမောတန်ယုံကိုမောင်းထုတ်တာကိုကန့်ကွက်ပါတယ်လို့ပြင်းထန်စွာရှုတ်ချပါတယ်လို့ online အားချောင်းနေမဲ့အစားခင်ဗျားတို့ထိန်းချုပ်ထားတဲ့နယ်မြေမှာတန်ယုံဖွင့်ပြီးလက်ခံကြိုးဆိုလိုက်ပါလားဟမ်မလေးရှားနိုင်ငံအကျယ်အိုးလောက်ရှိတဲ့နယ်မြေမှာမြို့ပေါင်း60ထိန်းချုပ်ထားတဲ့ဆိုတဲ့နယ်မြေမှာတန်ယုံဖွင့်ပြီးတော့အရှိဒီမောတန်ယုံကိုအဲ့ဒီမှာလက်ခံလိုက်ပါလားခင်ဗျားတို့ကအာဆီယံကတိမပြုထားတဲ့အစိုးရပါလို့နော်အန်ယူဂျီမှာအာဆီယံရေးရတန်တမန်ဥပဘိုးဘူးဆိုတာရှိတယ်ခင်ဗျားတို့အဲ့လိုလုပ်နိုင်တဲ့အချင်းမရှိဘူးလားဟမ်အခု NUG ကိုအားပေးနေတယ်ဆိုတော့ online အားချောင်းနေလေလိုင်းတန်လူသက်သမားတွေကလည်းပဲဟာခင်ဗျားတို့ NUG ကစာပဲထုတ်မနေနဲ့ခင်ဗျားတို့ထိချုပ်ထားတဲ့မလေးရှားနိုင်ငံအကျယ်ဝန်းလောက်ရှိတဲ့နယ်မြေမှာအရှိတီမောတန်ယုံကိုခေါ်ပြီးတန်တမန်ဆက်ဆံရေးထူထောင်ပြီးတန်ယုံဖွင့်လိုက်ပါလားလို့မတိုက်တွန်းရဲဘူးလားဒါဆိုရင်ခင်ဗျားတို့ကိုယ်တိုင်က government what out country government what out country shadow government ဖြစ်နေတဲ့နိုင်ငံတော်ကိုပုံကန်တော့ကိုတော့မြို့သားညီညွတ်ရေးအစိုးရအမိခံထားပေမဲ့ government what out country နိုင်ငံတော်ကိုပုံကန်တဲ့ shadow government ဖြစ်တယ်ဆိုတာဝန်ခံရမယ်ခင်ဗျားတို့ကိုယ်တိုင်ဝန်ခံရမယ်အချိန်ဖြစ်တယ်ဒုတိယသတင်းပုတ်ကတော့ငကားနဲ့အနုတရောင်းသားချင်းချင်းခွက်ဆောင်ခုတ်နေတဲ့အချိန်မှာလေးနက်သားတို့ပွဲကြတဲ့အကြောင်းဒီနေ့18ရက်နေ့မနက်စောစောငကားဘက်ကပြောတာကြတော့အန်နူဂျီလောက်ခံတဲ့ရမပင် PDF အဖွဲ့တွေကရမပင် PDF ဆိုတာဦးတော်ပါကတင်ငန်းဝေပြီးတနက်ကင်လူတက်နေတဲ့တန္တရာကိုညှိုးနှွမ်းအောင်လုပ်နေတဲ့ဘိုးတန်မဏိခေါ်ဦးတော်ပါကရဲ့အဖွဲ့အဲ့ဒီရမပင် PDF အဖွဲ့တွေကသူတို့ငကားတို့ရဲ့အဖွဲ့တွေကိုလက်နက်ကြီးတွေဒရုန်းတွေနဲ့လာပြီးပစ်လို့ဆိုပြီးတော့ငကားဘက်ကပြောတယ်ဒီဘက်ကအနူဘက်ကကြီးစားတွေဖွဲ့ကြတော့လည်းပဲငကားဘက်ကအရင်ပြစ်တာပါလို့ပြောတယ်ဟုတ်ပြီအနူနဲ့ငကားစက်ခတ်လူချင်းအချင်းများပြီးတော့စက်ခွက်လူကြီးရန်ဖြစ်နေတဲ့အချိန်မှာကျမတို့မြန်မာတက်မတော်ရဲ့လေးနက်သားတွေကအချိန်တိကျနေရာတိကျပွဲကာနိုင်ခဲ့တယ်လို့ကြားသိရပါတယ်နော်ပွဲဆိုလို့ရှိရင်ခုနောက်ပိုင်းလူမှုကွန်ရက်တွေမှာတွေ့တယ်အောင်စမှုဇက်ကဘယ်လိုဖြစ်တယ်စက်ရင်မှုဇက်ကဘယ်လိုဖြစ်တယ်ကျမတို့ကဘသူတွေပွဲကလေးနက်သားတွေကတဲ့ပွဲကိုအကြိုက်ဆုံးပဲဖြစ်ပါတယ်နော်ဆိုတော့အနူးနဲ့ဗနက်နဲ့အနူးတရောင်းသားချင်းနဲ့ခွက်ဆောင်ခုတ်ပြီးစက်ခွက်လူနေတဲ့နေရာကိုလေးနက်သားတွေအချိန်တိကျနေရာတိကျပွဲကာနိုင်ခဲ့တယ်လို့ကြားသိရပါတယ်နောက်ဆုံးသတင်းကတော့9နှစ်တာခီးမှာဒုတိယပါပီမတွေအကြောင်းဖြစ်တယ်ဒုတိယပါချောင်းဒေတာဒုတိယပါပီမဆိုတဲ့စကားကိုကျွန်မ2022တည်းကပြောခဲ့တာမှတ်ရ2020နှစ်တင်းညံတွင်တုန်းကစကိုင်းတိုင်း6မြို့နယ်မှာနွားကြောင်ပူထွက်လာတဲ့ဆယ်ကျော်သက်ရွယ်လူငယ်တစုเนาะအညာသားတွေယောက်ျားလေးမိန်းကလေးတငယ်ချင်းတွေစုပြီးနွားကြောင်ထွက်ကြတာအဲ့ဒီမှာမိန်းကလေးက4ယောက်ယောက်ျားလေးက3ယောက်ပေါင်း9ယောက်နွားကြောင်ထွက်တဲ့6မြို့နယ်ကအညာသားလူငယ်တွေကို PDF တွေကဒီကောင်တွေဒလန်ပါဆိုပြီးဖမ်းသွားတယ်ဖမ်းပြီးတော့ယောက်ျားလေး3ယောက်ကိုအချုပ်စကန်တီးတန်ထည့်တယ်မိန်းကလေး4ယောက်ကိုတီးတန်အချုပ်စကန်ထည့်ပြီးတော့အဲ့ဒီမိန်းကလေး4ယောက်ကို15ရက်တိတိညစဉ်သားမယားပြုတ်ကျင်ပြီးမနှိမ့်ကျင်နေတဲ့ကိစ္စ
မဟုတ်ပါဘူးလို့ခင်ပိတ်မင်းနဲ့နော်ခင်ဗျားတို့ရဲ့ပြည်ရဲရေးဝင်ကြီးဆိုတဲ့လွယ်ကိုလက်ကိုတိုင်ကဟုတ်ပါတယ်ချောင်းမျိုးနဲ့ပြည်သူလုံခြုံရေးပြည်သူကာကွယ်ရေးဆိုတဲ့ပကပစခန်းမှာမိကလေး၄ယောက်ကို15ရက်တိတိသားများပြုခြင်းနဲ့မရင်းမှုဖြစ်ခဲ့ပါတယ်ခင်ဗျားလို့ဝန်ခံခဲ့တဲ့ကိစ္စပဲအဲ့ဒီအချိန်ကပြောလိုက်တာဒုတိယပါပြီမာတွေနော်နောက်ထပ်စီရီယန်ဆိုတဲ့မိကလေးတွေချန်စီဆိုတဲ့မိကလေးတွေ PDF ဆိုတဲ့မိကလေးတွေဒုတိယပါပြီမှဖြစ်တော်မယ်လို့ကျွန်မသတိပေးခဲ့တယ်ကျွန်မသတိပေးသလိုပဲနော် CDN တူနာပြုရင်မောအောင်ဆိုတဲ့အမျိုးသမီးကျောက်ဆက်ခရိုင်အမှတ် 2 PDF တိုင်ရင်က CDN တူနာပြု CDN ဆိုတဲ့ကနိုင်ငံတော်နဲ့ပြည်သူကိုတစ္ဆာဖောက်တဲ့အတွက်တစ္ဆာစူးသွားတာနော် CDN တူနာပြုရင်မောအောင်ကို PDF တွေအဖွဲ့အချင်းချင်းကမရင်းချင်းနဲ့လူတက်တဲ့အလောင်းကိုအဝတ်မပါတဲ့ကိုလုံးအလောင်းကြီးကိုအေယော်လေးမြစ်ထဲမှာမျောပြီးအလောင်းဖြောက်တယ်နော်ဆိုတော့ဒုတိယပါပြီးမှကြီးအများကြီးများလာတယ်အဲ့ဒီစကိုင်းတိုင်းထဲမှာလည်းအများကြီးဖြစ်တာနော်ဝက်လက်မှာဆိုလို့ရှိရင်လည်းအသက်၈တန်းအကြောင်းသူအသက်12နဲ့73နှစ်ရွယ်၈တန်းအကြောင်းသူကိုပြည်သူလုံခြုံရေးအဖွဲ့ဆိုတဲ့ PDF ကမရင်းချင်းလို့တန်ငံမရင်းမှုတည်တံပေးရတို့ရေးဆိုပြီးအဲ့ဒီဝက်လက်မှာဆန္ဒပြကြတယ်ဆန္ဒပြတဲ့အထဲမှာလည်းပဲအကုန်လုံးကသဘုံမယားနဲ့သဘုံသားတွေကြီးပဲဆန္ဒပြတာသူတို့အချင်းချင်းကိုယ်တိုင်ကဆန္ဒပြတာနော်အဲ့ဒီဝက်လက်မြို့နယ်မှာကိုပဲနော်ဝက်လက်မြို့နယ်သူတို့ပြောတဲ့ပြည်သူလုံခြုံရေးခေါင်းဆောင် I9 ခေါ်သိန်းတန်ကကြေးရွာထဲမှာလင်များချင်းရံဖြစ်စကားများလို့ဆိုပြီးလင်ဖြစ်တဲ့လင်များနဲ့ကိုဖမ်းပြီးတော့ယောက်ျားကိုတီးတန်ဖမ်းပြီးတော့မိန်းမကိုမရင်းကျင်တဲ့ကိစ္စတွေအများကြီးရှိခဲ့ဘူးတဲ့အဲ့ဒီစကိုင်းတိုင်းထဲမှာလည်းကန့်ဘလူမြို့နယ်မှာရခိုင် NLD ပါတီလွှတ်တော်မယ်ယခု NUG ပါတော်လုံးခေါင်းဆောင်မြင့်စော်ဦးမဲခေါင်ကမြင့်စော်ဦးက10တန်းအကြောင်း 10တန်းအကြောင်းသူလေးမက်အေးယူစန္ဒာအမိရှိတဲ့10တန်းအကြောင်းသူကိုစစ်ကြုံပညာရေးမှာအကြောင်းတက်လို့ဒလန်မားဆိုပြီးတော့အချုပ်ထဲထည့်ပြီးတော့မရင်းကျင်တဲ့ကိစ္စတွေဒီလိုအမှုတွေကိုသူများကလက်ညှိုးထိုးဝေဖန်ထောက်ပြလို့ရှိရင်အမားသိရင်အမှန်ပြင်တတ်ရပါမယ်ရှေ့သမျှအနူတွေဗနက်တွေအနူကြီးကလာစားပေးထားတဲ့ online အားဆောင်အဖွဲ့တွေကသူတို့ရဲ့အမားကိုမပြင်ဘဲနဲ့ဝိုင်းပြီးအုံနဲ့ချင်းနဲ့ဆဲကြအနူဘက်ကဝိုင်းပြီးကာပေးပြီးမရင်းမှုကိုအားပေးခဲ့ကြတယ်အနူကြီးကိုဝေဖန်တဲ့ကောင်ဝိုင်းပြီးဆဲတယ် PDF ကိုသွားပြီးတော့သူတို့မရင်းမှုတွေသွားပြီးလက်ညှိုးထိုးမထောက်ပြနဲ့ online အားဆောင်ကောင်တွေကသူတို့အမားကိုလက်ညှိုးထိုးထောက်ပြတဲ့လူမှန်သမျှကိုဆဲတဲ့တက်တဲ့အုပ်စုဖွဲ့ပြီးတော့မရင်းမှုကိုကိုယ်တိုင်အားပေးခဲ့ကြတယ်နော်အဲ့ဒီ RC David တို့မနေ့ကကျမဗီဒီယိုပိုင်းကိုဖြန့်ညက်ကပ်လုပ်ပြီးတော့ဟောင်းထားတဲ့ RC David ဒီဗီဒီယိုပိုင်းကိုကြည့်ပြအောင်ကြည့်နော်မရင်းမှုကိုအားပေးတဲ့အထဲမှာအဲ့ဒီ RC David တို့လည်းပါတယ်သူတို့ NUG ကိုသွားပြီးဝေဖန်တာနဲ့အယုတ်တာနတ်တာဆဲတယ်တက်လို့ရတဲ့လူကိုတက်တယ်တက်လို့မရတဲ့လူကိုဆဲတယ်သူတို့ကိုယ်တိုင်ကပါတုံးလုံးပါလို့ဝေဖန်တဲ့လူမှန်သမျှကိုဆဲနေတက်နေတဲ့အတွက်အလိုတူလိုပါအားပေးနေဖြစ်လာတာအဲ့ဒီလိုငါတို့ဘာလို့ငါတို့ကိုအားပေးနေတဲ့လူရှိတယ်ငါတို့ဘာလို့ငါတို့ရဲ့အမားကိုဝေဖန်ထောက်ပြတဲ့လူတွေကိုဝိုင်းပြီးဆဲပေးမယ်လူရှိတယ်ဆိုပြီးတော့ဟိုကောင်လေးကရောက်တက်သွားတာနော်စကိုင်းတိုင်းတိုင်းနဲ့မထင်နဲ့မကွေးတိုင်းနဲ့မှဒီလိုပဲမကွေးတိုင်းစောမြို့နယ်မှာအမျိုးသမီးတယောက်ကိုပစ္စည်းခိုးလို့ခိုးမှုတန်တရားနဲ့ပစ္စည်းခိုးလို့ဆိုပြီးအချုပ်စခန်းထဲထည့်ထားတဲ့မိန်းမကိုအဲ့ဒီအချုပ်စခန်းမှာကင်းယူလုံခြုံရေးကင်းယူထားတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF 10ယောက်ကအုပ်စုဖွဲ့ပြီးမင်းကျင်တယ်ပစ္စည်းခိုးမှုနဲ့အဖမ်းခံထားရတဲ့မိတ်ကလေးကိုအဖမ်းနဲ့သူတို့အချုပ်စခန်းမှာတောင်းဝင်ကြတဲ့ပြည်သူ့လုံခြုံရေးပြည်သူ့ကာကွယ်ရေးဆိုတဲ့ PDF 10ယောက်ကအုပ်စုဖွဲ့ပြီးမင်းကျင်တယ်အဲ့ဒီစောမြို့နယ်မှာပဲပြည်သူလုံခြုံရေးကောင်းဆောင်မင်းဦးတို့မင်းဆိုးဆိုတဲ့ကောင်ကနော်အသက်73နှစ်ရွယ်မိန်းကလေးကိုတက်ငယ်မရင်းကျင်တယ်အဲ့ဒီလိုအမှုတွေမြောက်များစွာရှိပေမဲ့ပါတုံးလုံးဖြစ်နေတဲ့အတွက်အန်နူဂျီလက်အောက်ခံပါတုံးလုံးဖြစ်နေတဲ့အတွက်ဘယ်သူမှအရေးမယူခဲ့ကြဘူးနောက်ဆုံးမကွေးတိုင်းပေါက်နဲ့မြိုင်ကြားကလက်ပံတိုးရင်နယ်မြေတို့ဖလန်ကိုင်းရင်နယ်မြေတွေမှာပြည်တသာကန်15ကန်ဖွင့်ပြီးတော့အန်နူဂျီကိုယ်တိုင်ဦးစီးပြီးအန်နူဂျီပါတုံးလုံးကိုယ်တိုင်ဦးစီးပြီးအမျိုးသမီးပေါင်း600ကိုလိန်ကျွန်းအဖြစ်လိန်ကျွန်းခိုင်းခဲ့တာတော့မှဖမ်းမဲ့လူမရှိစီးမဲ့လူမရှိအရေးယူမဲ့လူမရှိကြဘူးသူတို့ကိုယ်တိုင်အဲ့ဒီလိုလုံနေပေမဲ့သူများကြတော့ဟိုးကရင်ပြည်နယ်တို့တရားပြည်နယ်တို့မှာသွားပြီးတော့သူတို့နေပြီးတော့ PDF ပါပြည်မနာ PDF ပါဆိုပြီးတော့ကရင်ရှိမှာကြောင်ခံကရားရှိမှာကြောင်ခံနေတဲ့အဖွဲ့တွေနော်ကရားပြည်နယ်မှာကရားတပုံရှိမှာကြောင်ခံနေတဲ့နေပြီးတော့ PDF အမှတ်801ဆိုတဲ့တက်ရင်မှာကြတော့ PDF အဖွဲ့ဝင်လွှမ်းမိုးဆိုတဲ့ PDF ကောင်လေးကိုမရင်းကျင်းနေဦးဒီကောင်ကမရင်းကောင်ဆိုတဲ့တန်တရားနဲ့အဲ့ကောင်ကိုညှင်းပန်းနှိပ်စက်မတိမချင်းညှင်းပန်းနှိပ်စက်ပြီးအလောင်းဖြောက်ပလိုက်တယ်တ
တာမန် PDF လေးကြတော့မရင်းကျင်လို့ဆိုလူသက်အလောင်းဖြောက်ပြီးအန်နူဂျီလောက်ကပါသုံးလုံးတွေကအမျိုးသမီးပေါင်း600ကိုလိန်ကျွန်းလုတ်ခဲ့တဲ့ကိစ္စတွေအန်နူဂျီပါသုံးလုံးကမရင်းမှုတွေတက်ငယ်မရင်းမှုတွေမြောက်များစွာရှိတာကြတော့ခမရတို့ကိုယ်တိုင်ဖုံးပြီးထားကြတယ်ခမရတို့အန်နူဂျီကိုအားပေးနေသူတွေပါသုံးလုံးကိုအားပေးနေသူတွေဒုတိယပါပီမတွေအများကြီးရှိအောင်မယ်နောက်ထပ်ဒုတိယပါပီမတွေအများကြီးပေါ်ထွက်လာအောင်မယ်ဆိုတာမမေ့နဲ့ခင်ဗျားတို့အန်နူဂျီကိုအားပေးနေသွေးပါသုံးလုံးကိုအားပေးနေသွေးဒုတိယပါပီမဖြစ်မဲ့မိတ်ကလေးဟာငါတို့သမီးလေးလားငါတို့ညီမလေးလားငါတို့နှမလေးလားဆိုတာခင်ဗျားတို့မမေ့ကြနဲ့မော်တင်ဆုံးကိုဘလို့သိမ်းတော့မလဲချောင်းသားကိုအေးကသိမ်းတော့မယ်ဆိုပြီးတော့မဆရဝကမန်အေးရဲ့ဘောကိုမားခဲ့ကြတယ်လို့မင်းကိုနိုင်လို့ဆိုလို့ရှိရင်လည်းပဲအိမ်ပြန်မဲ့လှိုင်းအေးအားတိုင်းဆိုပြီးတော့လူငယ်တွေကိုကြောက်ထဲရအောင်တွန်းပို့ခဲ့တယ်လို့ရခိုင်ရောက်တိုင်းဝင်ကြီးချုပ်မျိုးကြီး6မျိုးကိုမိုးပြရထားလန်းလေးပြေးဆွဲပေးပါမယ်ဆိုပြီးတော့ကလိန်ကကျစ်တဲ့ငွေတွေကိုခိုးစားသွားပြည်သူ့ဘဏ္ဍာတွေဘုံသွားတဲ့ AR တိုင်းဝင်ကြီးချုပ်ဟောင်းမန်းကျော်နေတို့အဖွဲ့ရလဲပဲ AR Federal Council ဆိုပြီးတော့ AA ရဲ့ဘောကိုမှမကြခင်မှာ AA အားကိုနဲ့ AR ရဲ့မော်တင်ဆုံးကိုတိတ်နိုင်တော့မယ်လို့ပြောခဲ့တဲ့အခြေအနေတွေရှိခဲ့ဘူးသလိုယခုတစ်ခါမှလည်းစကိုင်းတိုင်းထဲမှာရှိရဲ့အညာသားဗဒက်နဲ့ပါသုံးလုံးတွေက AA နဲ့ပူးပေါင်းပြီးတော့မြန်မာတမတော်ကိုထိုးစစ်ဆင်မယ်လို့ထုတ်ပြန်လာတာတွေ့ရတယ်စကိုင်းတိုင်းနဲ့ပတ်သက်လို့ KIA အတွက်မျက်စိကျတရား KIA အခြေချရာကာကြီးသုံးလုံးကြောင်းကျွန်မအမြဲတမ်းပြောဖို့ပါတယ်။ကောလင်းကတာကံဘလူဒီသုံးမျိုးက KIA တဲ့အသက်သွေးကြောဖြစ်တယ်။ဒါကြောင့်မို့လို့စကိုင်းတိုင်းထဲမှာအမြဲတမ်း KIA ကခြေရှုပ်နေတယ်။ဒါကြောင့်မို့လို့လက်ရှိမှာစကိုင်းတိုင်းထဲမှာ AA နဲ့ KIA ကြားအညာသားဘရက်တွေရေးစားပဲဖြစ်ရတော့မယ်။နောက်ဆက်တွဲအနေနဲ့မြန်မာတမတော်ရဲ့အောင်ဝဲသတင်းတွေဖြစ်ပါတယ်။ကျွန်တော်တို့တမတော်ကစကိုင်းတိုင်းဗန်မောင်မြို့ကိုအပြည့်အဝထိန်းချုပ်ပြီးနိုင်ငံတော်လှန်ကြီးလွှင့်ထူထားပြီးဖြစ်တဲ့အတွက်မကြခင်မှာကချင်ပြည်နယ်ဗမော်ကိုလည်းအပြည့်အဝထိန်းချုပ်နိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။လက်ရှိချိန်မှာတော့တရားနယ်ဆက်ရှမ်းတရားနယ်ဆက်ကရင်ပြည်နယ်ဖားဆောင်မြို့ကိုတမတော်ကအပြည့်အဝထိန်းချုပ်ပြီးနိုင်ငံတော်လှန်လွှင့်ထူထားတာကိုကြက်တင်မင်္ဂလာရှိစွာတွေ့မြင်ရပါတယ်။စကိုင်းမကွေးနဲ့မန္တလေးတကြောမှာလည်းတမတော်ကမြေပြင်ထိုးစစ်ဆင်နေတဲ့မန္တလေးတိုင်းတကောင်းမြို့ဟာနော်ရှေးအောင်ယူကျမှုမွေးနေ့တကောင်းမြို့ဟာကိုတမတော်ကမြေပြင်ထိုးစစ်ဆင်နေတယ်လို့မင်းချန်နထိုးကြီးတောင်သာရေစကြိုစလင်းစင်ဖြူကျော်တမတော်ရဲ့အောင်ပွဲတဲ့နေ့စဉ်ကြားရပါတယ်ရှင်။ KNU ကမှာဆိုရင်တော့ KNU ရဲ့အဓိကမင်းလက်ပဲဖလူးမင်းလက်ပဲလမ်းကြောင်းတစ်လျှောက်ကိုတမတော်ကနေမြေရှင်းလင်းနေတယ်လို့ KNU ရဲ့အခြေကုပ်ယူရာတနင်္လာရီတိုင်းတွင်းမှာလည်းနေ့စဉ်နဲ့မျှမြေပြင်စစ်ကြောင်းထိုးမှုနဲ့ drone တပ်ဖွဲ့ဝင်တွေရဲ့အထူးစစ်စင်ရေးတွေကိုကြားသိရပါတယ်ရှင်။ဒါကြောင့်မို့လို့အခု2026တနှစ်ပတ်လုံးကတမတော်ရဲ့အောင်ပွဲသတင်းတွေဒါဝေးဆာကြားရမယ်နှစ်ဖြစ်ပါကြောင်းနဲ့အကြမ်းဖက်သမားတွေရဲ့အဆုံးခံဘက်ဘဝရဲ့ဏီကုံဖြစ်ကြောင်းကိုသုံးသပ်ပေးကြပါတယ်။နောက်ဆက်တဲ့သတင်းကရခိုင်စစ်မျက်နှာမှာတာဝန်ထမ်းဆောင်ခဲ့သောဒုတိယဗိုလ်မှူးကြီးအဆင့်နော်ဒုတိယဗိုလ်မှူးကြီးအဆင့်တွေတေတံပေးခံရမှုတွေနှစ်ရှည်ထောင်နဲ့ကြားခံရမှုတွေသတင်းဖြစ်ပါတယ်။ MTSR ရဲ့ထုတ်ပြန်ချက်အရရခိုင်မြောက်ပိုင်းမှာတာဝန်ထမ်းဆောင်ခဲ့သောဒုတိယဗိုလ်မှူးကြီးစန်းကျော်သူတေတံပေးခံရပြီးတော့ဒုတိယဗိုလ်မှူးကြီးတိုးဝေမြင့်နဲ့ဒုတိယဗိုလ်မှူးကြီးကျော်စင်တန်းတို့နှစ်ဦးကိုနှစ်ရှည်ထောင်မှန်တွေချမှတ်ခံရတယ်ဆိုတဲ့သတင်းကိုရေးသားဖော်ပြထုတ်ပြန်ထားတာတွေ့ရတယ်။ဒီသတင်းနဲ့ပတ်သက်ပြီးတော့အများပြည်သူချားမှာဝေဖန်မှုတွေမြင့်တက်နေတယ်လို့စိတ်မကောင်းမှုတွေပူဆွေးမှုတွေလည်းတွေ့ရပါတယ်။ဒီလိုတက်မတော်ရရှိတွေကိုတည်တံပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဆက်ပြီးပြောချင်တဲ့အကြောင်းအရာတစ်ခုရှိတယ်။အဲ့ဒါကအလန်ဒီသခင်ဆိုဘာကဘာရီတော့ခိုတဲ့အချိန်မှာအလန်ဒီအလန်ဖြူနစ်ဖြူနစ်နီနှစ်ချမ်းပွဲတယ်အဲ့ဒီအချိန်မှာအလန်ဒီသခင်ဆိုကိုဥနေဝင်းကဖက်စီရမိတဲ့အချိန်မှာတည်တံပေးလိုက်တယ်။သူ့ရဲ့ပြစ်ဒဏ်အတွက်ဒဏ်ပေးတဲ့အနေနဲ့တည်တံပေးလိုက်တယ်။သို့တော့ Carol Mistake ပေါ့နော်စူပေးဒဏ်ပေးစနစ်ဒဏ်ပေးပြီးတဲ့အချိန်မှာစူကြီးအနေနဲ့အလန်ဒီသခင်ဆိုကိုတည်တံချမှတ်ပြီးတလားပြည့်တဲ့နေ့မှာပဲဥနေဝင်းကသူ့ရဲ့လက်မှတ်ရေးထိုးပြီးတော့အလန်ဒီသခင်ဆိုအမည်ကိုတူးတဲ့လူငိမ့်တတလူငိမ့်ချမ်းလူငိမ့်မှာလူငိမ့်တတလူငိမ့်ချမ်းတာနှစ်မျိုးရှိပါတယ်။ဥနေဝင်းကိုယ်တိုင်လက်မှတ်ရေးထိုးပြီးတော့အလန်ဒီသခင်ဆိုတိုင်းပြည်ရဲ့လွတ်လပ်ရေးအတွက်တာဝန်ထမ်းဆောင်ခဲ့သောသူ့ရဲ့လှုပ်ဆောင်မှုတွေကိုထောက်ညာတက်ညာသောအားဖြင့်လူငိမ့်ပေးခဲ့တဲ့အခိုက်အတန့်တွေရှိခဲ့ဘူးလေဆိုတဲ့အကြောင်းကိုပြည်သူတွေကိုမျှဝေပေးကြပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့စစ်မှုထမ်းအတွက်ငွေကြေးကောက်ခံမှုတွေကိုတလားကိုတင်ရိုးငွေ2000 3000စသည်ဖြင့်ငွေကြေးကောက်ခံမှုတွေရှိတယ်။အဲ့ဒီငွေကြေးကောက်ခံမှုတွေကိုတက်တဲ့မှတ်တမ်းအဖြစ်ဗီဒီယိုဖိုင်ရိုက်ထားနိုင်လို့ရှိရင်တက်ချုပ်ကြီးလက်ထဲရောက်အောင်ပေးဖို့တိုင်ကြားနိုင်တယ်ဆိုတဲ့အကြောင်းပါ
ကျမတို့ဆိုလို့ရှိရင်လေအမျိုးမျိုးနယ်မှာရှိတော့ပြည်သူတွေကစစ်မှုထမ်းဥပဒေနဲ့ပတ်သက်လို့အုပ်ချုပ်ရေးမှုတွေကအောက်ခြေမှာလဲတယ်လို့ပေါ့နော်ငွေကြေးကောက်ခံမှုတွေရှိတယ်အဲ့ဒီအတွက်တိုင်ကြားတာတွေရင်ဖွင့်တာတွေရှိတယ်သို့တော့ကျမကသတင်းပေးသတင်းယူဘယ်တော့မှမလုပ်ဘူးကျမအများနဲ့ပြောတယ်ပုထုသေးသတင်းပေးသတင်းယူမလုပ်ဘူးသတင်းအယောင်းဝယ်မလုပ်ဘူးစကားအပေးယူမလုပ်ပါဘူးဒါကြောင့်မို့ကျမရှိမှလာပြီးတော့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်လို့အောက်ခြေမှာငွေကြေးကောက်ခံမှုတွေနဲ့ပတ်သက်လို့လာပြီးတော့ရင်ဖွင့်တဲ့လူတွေကိုကျမပြန်ပြီးဘာမှပြန်ပြီးလုပ်ပေးနိုင်ခဲ့တာမရှိပါဘူးเนาะအဲ့ဒီအတွက်ကျမစိတ်မကောင်းဖြစ်ရတယ်သို့တော့ဒီနေ့မှာတော့လူမှုကွန်ရက်မှာမျိုးသမီးတယောက်ရဲ့ပြောဆိုမှုပေါ့နော်သူဆိုလို့ရှိရင်စကားအသွားလာကြည့်ရတာဒါရေးတဲ့ဌာနချုပ်မှာရဲမေလည်းဖြစ်ချင်ဖြစ်မယ်စစ်သမီးလည်းဖြစ်ချင်ဖြစ်မယ်ပေါ့နော်စစ်မှုထမ်းအတွက်တဲ့အုပ်ချုပ်ရေးမှုတွေငွေကြေးကောက်လို့ရှိရင်အဲ့ဒီငွေကြေးလာတောင်းတဲ့အုပ်ချုပ်ရေးမှုကိုတက်တဲ့ဗီဒီယိုဖိုင်ဖြစ်ဗီဒီယိုရိုက်ထားလို့ရှိရင်သူ့စီကိုပေးဖို့ပါတက်ချုပ်ကြီးစီကိုရောက်အောင်သူ့ကိုယ်တိုင်တိုင်ကြားနိုင်တယ်